အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ကဒီနာတာရှည်အရေးပြားယောဂါတွေဖြစ်တဲ့အခါစိတ်ထိခိုက်တာတွေခံစားရတာတွေဒါတွေရှိပြီပေါ့နော်အဲနဲ့ပတ်သက်လို့ကျွန်တော်ဘယ်လိုမျိုးစိတ်နေစိတ်ထားလေးထားတင်လဲဆိုတာကျွန်တော်အရေးပြားဆရာဝန်တယောက်အနေနဲ့အကြံဉာဏ်ပေးခြင်းဖြစ်ပါတယ်အဲဒီတော့ကျွန်တော်ဒီပထမဦးဆုံးအနေနဲ့ဒီနာတာရှည်အရေးပြားယောဂါရှိတဲ့သူတွေသိတဲ့နဲ့ပေါ့နော်အရေးကြီးဆုံးလေးဖြစ်ပါတယ်ဒါကကျွန်တော်တို့ကယောဂါတစ်ခုခုဖြစ်ပြီးနာတာရှည်အရေးပြားယောဂါတစ်ခုခုဖြစ်ပြီးဆိုလို့ရှိရင်တော်တော်များများကကြောက်စိတ်ဝင်ကြတယ်ပေါ့နော်ကြောက်ကြတယ်ဒီယောဂါမပြောက်တော့မှဒီယောဂါကြောင့်လူတွေကိုအဆက်ဆံတော့မှဒီယောဂါကြောင့်ကိုယ့်ရဲ့ဒီလူမှုရေးအတိုင်းဝိုင်းကိုယ့်ရဲ့အလုပ်ကိုင်ဒါတွေကိုထိခိုက်မှတော်တော်များများစိုးရိမ်ကြတယ်အဲ့တော့ပထမဦးဆုံးလုပ်ရမှာကကိုယ့်ရဲ့ယောဂါအကြောင်းကိုတိတိကျကျမှန်မှန်ကန်ကန်သိအောင်ပြုလုပ်ဖို့လိုတယ်ဆရာဝန်တွေတွားရောက်ပြီးတော့တိုင်ပင်မှာအဓိကတိုင်ပင်နေဆိုတာကိုဖြစ်တဲ့ယောဂါကဘာယောဂါဖြစ်တာလဲဆိုတာတေချာသိအောင်လုပ်ဖို့လိုပါတယ်ပြီးတော့ဒါကကျွန်တော်တို့တကယ်ကိုနာတာရှည်လားခဏတစ်ဖြုံနဲ့ပျောက်သွားမယ့်ယောဂလားအချိန်ပိုင်းခြားတစ်ခုကုသလိုက်လို့ရှိရင်တော့ပျောက်သွားနိုင်လားဒါတွေကိုသိအောင်တွားတိုင်နေတဲ့အခါကျရင်မေးမြန်းမှုလိုတယ်နောက်တစ်ခုကကိုဖြစ်တဲ့ယောဂကတခြားလူတွေကိုကူးစက်တတ်လားကူးစက်တတ်တဲ့အရေးပြားယောဂဟုတ်သလားဒါမှမဟုတ်ဒီယောဂနဲ့တစ်ဆင့်ဒီကင်ဆာအထိဖြစ်နိုင်လားဒါကမျိုးရိုးလိုက်တတ်သလားကိုယ့်ရဲ့သားသမီးတွေအထိဒါဆင့်ကဲဖြစ်သွားနိုင်သလားပြီးတော့ဒီယောဂကကုလို့ရသလားအမြင့်ဖြတ်သလားဘယ်လိုလုပ်ရမလဲဒါကိုရှင်းရှင်းလင်းလင်းသိသွားအောင်အရင်ဆုံးလုပ်ဖို့လိုအပ်ပါတယ်ဒါဒီလိုမျိုးကိုယ့်ရဲ့ယောဂအကြောင်းကိုသိသွားပြီဆိုရင်ယောဂတစ်ဝက်လောက်ကတက်တာပါတယ်ဒီယောဂနဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေတော်တော်များများကတက်တာပါတယ်တချို့ဆိုလို့ရှိရင်လည်းဒီတမင်ဖြူယောဂရှင်တွေပေါ့နော်တမင်ဖြူပြည်ဦးတင်းတမင်ဖြူဖြစ်တဲ့ဝေဒနာရှင်တွေဆိုလို့ရှိရင်ဒါပြကြတဲ့အခါဒါကလုံးဝကုလို့မရဘူးဆေးမရှိဘူးဒါလုံးဝမပြောက်ဘူးဒီလိုမျိုးပုံစံနဲ့ကျွန်တော်တို့စီကံကိုတော်တော်များများရောက်လာကြတာများတယ်ဒီလိုဖြူပွက်တွေဖြစ်လို့ရှိရင်လူတော်မတူဘူးဆိုတော့အစွဲကြီးတစ်ခုကလည်းရှိကြတယ်တကယ်တော့ဒါကျွန်တော်ဥပမာပေးတာပေါ့နော်တမင်ဖြူယောဂဆိုတာကစောစောစီစီတိမယ်တမင်ဖြူယောဂမှန်နေဆိုလို့ရှိရင်ယောဂမပြတ်အောင်ကုလို့ရတယ်အယောင်ပြန်တက်အောင်ကုလို့ရတယ်ပုံမှန်တောက်ဆေးတွေလိမ့်ဆေးတွေအလင်းတန်းကုထုံးနေနဲ့မပြောက်ဘူးဆိုရင်ရောင်ချဲဆဲအစားထိုးခွဲစိတ်နီးဆိုတဲ့အထိကျွန်တော်တို့လုပ်လို့ရတယ်ဘယ်ယောဂပဲဖြစ်ဖြစ်သူ့မှာသူနဲ့သက်ဆိုင်တဲ့ကုထုံးနေဆိုတာကရှိပြီးသားဒါကြောင့်မလို့ဒီယောဂတစ်ခုခုဖြစ်ပြီဆိုလို့ရှိရင်ကြောက်ရွံ့မနေဘဲနဲ့ပြစရာရှိတာကိုမြင်မြင်ဆန်ဆန်ပြတာပါလုံးစရာရှိတာကိုမြင်မြင်ဆန်ဆန်လုပ်ပါကိုယ့်ရဲ့ယောဂအကြောင်းကိုသိပါအထူးသဖြင့်ဒီယောဂတွေတစ်ခုခုနဲ့ပတ်သက်လို့ဥမာနှင်းကူယောဂဆိုလို့ရှိရင်သူနဲ့ပတ်သက်လို့ကျွန်တော်တို့ကစောင့်ရန်ရှောင်ရန်တွေကိုသိအောင်လုပ်ဖို့လိုတယ်အဲ့လိုသိအောင်လုပ်ဖို့လိုတဲ့နေရာမှာလေဒီကျွန်တော်တို့အခုခေတ်ကအင်တာနက်ပေါ်မှာပေါ့နော်ဟိုလူကပြောတယ်ဒီလူကပြောတယ်အတိတွေကပြောတယ်အမျိုးတွေကပြောတယ်ဒါတွေကိုနားယောင်ပြီးတော့လွယ်လွယ်မှန်မှဖြစ်ကြတာတွေလည်းရှိတယ်မရှောင်တဲ့အစားအစာတွေမရှောင်တဲ့အစားအစာတွေကိုရှောင်ပြီးတော့ခန္ဓာကိုယ်ထဲမှာချိုးတက်သွားတဲ့သက်ဆောင်တက်တွေဖြစ်ရင်လည်းမကောင်းတကယ်ရှောင်ထိုက်တဲ့အရာတွေကိုမရှောင်ဘူးဆိုလို့ရှိရင်လည်းယောဂကိုပိုဆိုးစေဒါကြောင့်မလို့ကိုယ့်ရဲ့ယောဂအကြောင်းကိုဂါနာနာတိတိကျကျသိတာကိုဖြစ်တဲ့ယောဂရဲ့တဘာဝကိုဖြစ်တဲ့ယောဂရဲ့နောက်ဆက်တွဲဆိုးကျိုးနဲ့ကိုဖြစ်တဲ့ယောဂကိုဘယ်လိုကုသရတယ်လဲဆိုတာကိုဂါနာနာတိတိကျကျသိကျွန်တော်တို့ခုနပြောတဲ့ဒီယောဂကြောင့်ဖြစ်လာတဲ့ကြောက်စိတ်နဲ့ဒီယောဂကြောင့်ဖြစ်တဲ့ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေစိတ်ဆင်းရဲမှုတောကတွေကိုတဝက်လောက်ကျော်ပါစေနိုင်